ကိုက်ခုတ်တေကြမွေဖားကင်းတန်းဆုံးဖန်နတ်တိုက်ကို၌ပြုသူခွင့်မှုရှိရာမြည်သာခန္ဓာပရိလှကိုနိညခါခါရွတ်ဖတ်ရ၏လို့ဆိုတဲ့အတိုင်းအစိတ်ဘေးမှကင်းဝေးစေရန်ခန္ဓာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်တဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယယနာတေတိဝိတံဂောရံသေသင်္စာပိပရိတယံအာနာခေတမိတပ္ပထတပ္ပရတပ္ပပါဏိနံသဗ္ဗံသောပိနိဝါရေတိပရိတံဓမ္မနာမဟေဝိရုပခေယိမေမေတ္တံမေတ္တံဧရပထေယိမေသဗျံဗုဒ္ဓေယိမေမေတ္တံမေတ္တံကနာဂေါတမကေယိသာအဘာတကေယိမေမေတ္တံမေတ္တံဒွိပါတကေယိမေသတုပတေယိမေမေတ္တံမေတ္တံဘဟုပတေယိမေမာမံအပါဒကောဟိန္တိမာမံဟိန္တိဒွိပါဒကောမာမံသတုပရောဟိန္တိမာမံဟိန္တိဘဟုပရောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသကေဝလံသဗ္ဗေပတ္တရာနိပတ္တံတုမာကေစီပါပမာဂမအပမနောဗုဒ္ဓအပမနောဓမ္မောအပမနောသံဃောပမာဏဝန္တာနိတရိတပါဏိအဟိဝေစီကတတပရိဩနနာဘိတရဘုမုတိကာကတမေရခကတမေပရိတံပဋိကမန္တုဗုဒ္ဓနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနံခန္ဓာသုတ်တံဩရခတုခန္ဓာသုတ်တံခန္ဓာသုတ်ပိတောမြတ်တိဟောတုမာကံပရိတယစိတ်ဓာကြည်ပြုနာယူကြညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုယ်လည်းကြမ်းမာစိတ်ချမ်းသာ၍အစိတ်ဘေးဝေးကွာလွတ်ချမ်းသာကောင်းစွာမသွေးစောင့်ရှောက်တော်မူပါစေတည်း